အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကျွန်တော်ပြောပြပေးမယ့်ပုံမြင်လေးကတော့လိပ်ပုံမြင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဟိုးရှိတုန်းကလိပ်မိသားစုတစုကပျော်ဝဲစားထွက်ဖို့ပြင်ဆင်နေကြပါတယ်သူတို့ဟာတဘာဝကနှီးကွေးတဲ့လိပ်တွေဟာပျော်ဝဲစားထွက်ဖို့ပြင်ဆင်နေတဲ့အချိန်ဟာလဲ9နှစ်တောင်ကြာခဲ့ပါတဲ့နောက်ဆုံးတော့လိပ်မိသားစုဟာအိမ်ကထွက်လာပြီးတင့်တော်တဲ့နေရာတစ်ခုကိုရှာလာကြပါတယ်ထွက်လာတာ2နှစ်အကြာမှာတော့သူတို့အတွက်အကောင်းဆုံးနေရာတစ်ခုကိုရှာတွေ့သွားကြပါတယ်အဲ့ဒီနေရာမှာတန်ရှင်းရေးလောက်တာတို့ပျော်ပွဲစားအတွက်စားစရာတွေကိုချင်းတောင်းတွေကဆွဲထုတ်ပြီးပြင်ဆင်တာတို့ကိုတော့6လအကြာမှာပြီးစီးသွားခဲ့ပါတယ်အဲ့ဒီအခါကြာမှသူတို့စားမေ့ကြံခဲ့တာကိုသိလိုက်ရပါတယ်စားမပါတဲ့ပျော်ပွဲစားကဘလို့မှကောင်းမှမဟုတ်ဘူးလို့သူတို့ထင်လာကြပါတယ်အဲ့ဒီကိစ္စကိုအကြာကြီးဆွေးနွေးပြီးမှတော့အငယ်ဆုံးလိတ်ကလေးကိုအိမ်မှာစားပြန်ယူဖို့ရွေးချယ်ပြီးတာဝန်ပေးလိုက်ကြပါတယ်မိသားစုထဲမှာအမြန်ဆုံးဖြစ်တဲ့လိတ်ကလေးဟာလူးလိတ်ပြီးငိုယိုတော့ပါတယ်နောက်ဆုံးတော့ဂတိတစ်ခုတောင်းပြီးမှသွားမယ်လို့သူသဘောတူညီခဲ့ပါတယ်ဂတိကတော့ဘသူမှသူပြန်မလာမချင်းအစားအသောက်တွေကိုမစားရဘူးဆိုတဲ့ဂတိပဲဖြစ်ပါတယ်တမိသားစုလုံးကလည်းသူပြောတဲ့အကြောင်းအရာကိုသဘောတူတော့မှလိတ်ကလေးကအိမ်ကနေပြီးတော့ထွက်ခွာသွားပါတော့တယ်3နှစ်ကြာတဲ့အထိလိတ်ကလေးပြန်ရောက်မလာပါဘူး5နှစ်6နှစ်9နှစ်မြောက်လာတဲ့အခါမှာတော့အသက်ကြီးဆုံးလိတ်ကြီးကဗိုက်စာလာတဲ့ဒဏ်ကိုမခံစားနိုင်တော့တာကြောင့်ဒါကြောင့်သူတော့စားတော့မယ်လို့ပြောပြီးအသားညက်ပေါင်မုတ်ကိုဖွင့်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲလိတ်ကလေးကတစ်ပင်အနောက်ကနေရုတ်တရက်ထွက်လာပါပြီးအော်ပြောလိုက်ပါတယ်တွေ့လားသားကိုစောက်ကြမှာမဟုတ်ဘူးဆိုတာတီးသားပဲတော်ပြီးစားသွားမယူတော့ဘူးလူတချို့ဟာတခြားလူတွေကိုကိုမျော်လင့်ထားသလိုလှုပ်ပေးဖို့စောင့်မျှော်ရင်းနဲ့ပဲအချိန်တွေကိုဖြုံးပြစ်တတ်ကြတယ်သူတို့တွေဘာလို့တလဲဆိုတာကိုအလေးထားစိတ်ဝင်စားနေရတာနဲ့ပဲကိုယ့်အတွက်တောင်ဘာမှအလုံးမဖြစ်လိုက်ကြပါဘူးဒီပုံမြင်လေးကိုအတူယူကကိုယ့်အထုပ်ကိုထမ်းဖို့အတွက်ကိုယ့်အလုပ်ကိုလုံးကြပါလို့ဒါတိုက်တွန်းရင်းနဲ့ပဲစာရေးသူမူရင်းရေးသားသူကို credit ပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ